Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆိုရဖုန်းရှင်းတွေကိုလုပ်ပြမှာပေါ့နော်ဆေးရည်တွေတကယ်ချင်းတို့တောင်းထားတဲ့အတိုင်းဆေးရည်တွေကိုအတိကဖော်ရမယ့်ဆေးရည်တွေကိုဖော်ပြမှာဖြစ်ပါတယ် Okay စလိုက်ရအောင်ဒီနေ့မှာတော့ဆိုရဖုန်းရှင်းအတိကဖုန်းရှင်းတွေကိုဖော်ပြမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့မမေ့ပါနဲ့နော်ဘေးက bell လေးကိုလည်းတီးပေးကြဖို့မမေ့ပါနဲ့နော် Okay စလိုက်အောင်အတိကဆေးရည်ဖြော်ရမယ်ဆိုရင်ရေလိုအပ်တာပေါ့နော် Okay ဆိုရေအရင်တော့ခတ်လိုက်အောင်မယ်ပလင်းထဲကိုရေထည့်ရမှာပေါ့နော် Okay ပြီးပါပြီဆေးရည်ဖြော်ဖို့အစင်တင်ပါအခုဆိုရင်အသက်ဖြစ်ဆေးရည်အတိကအသက်ဖြစ်ဆေးရည်ကိုအရင်ဆုံးလုပ်မှာပေါ့နော်အရင်ဆုံးဒီ၃မျိုးလိုတာပေါ့နော်ဒီဆေးရည်အတွက်အတိကမဖြစ်မနေလို့အသက်အရာကအဲ့ဒီခုနဆိုရင်ထည့်လိုက်တဲ့အနီရောင်လေးပေါ့နော်အဲ့ဒါက nether wall လို့ခေါ်တာပေါ့နော်အဲ့ဒီ nether wall potion လုပ်မယ်ဆိုရင်အဲ့ဒီ nether wall မဖြစ်ပဲအဲ့ဒါအရင်ဆုံးထည့်ရမှာအဲ့ဒါထည့်ပြီးရင်ကိုလိုချင်တဲ့ potion ကိုရမှာပေါ့နော်nether wall ထည့်ပြီးရင်ဒီ gas tray ကိုထည့်မှာပေါ့နော် potion အတွက်အတိကလိုအပ်တဲ့ပစ္စည်းတစ်မျိုးနောက်ထပ်ရှိပါသေးရဲ့အဲ့ဒါကတော့ redstone ပါတကယ်ချင်းတော့အဲ့ဒီ redstone ထည့်လိုက်မယ်ဆိုရင်ဆေးရည်အတွက်10မိနစ်လောက်ပေးရပါတော့ potion ပလင်းက3မျိုးရှိရပါတော့ပလင်းတစ်မျိုးကြတော့ကိုယ့်ကိုတောက်တဲ့ပလင်းပေါ့နော်ပြီးတော့နောက်ထပ်ပလင်းကြတော့ပြစ်ပေါက်တဲ့ပလင်းပေါ့နော်အဲ့ဒီပလင်းကိုပြစ်ပေါက်လိုက်ရင်ဝီဆယ်လို့အစိတ်ပြစ်ပေါက်တဲ့အဲ့လိုမျိုးပလင်းလည်းရှိရပါတော့ပြီးတော့နောက်တစ်မျိုးကြတော့ပြစ်ပေါက်လိုက်ရင်အကြာကြီးခံတဲ့ပလင်းပေါ့နော်3ပလင်းရှိရပါ Okay အခုဆိုရင် healing ပလင်းကိုရပါပြီဒီပြပေါင်းမဲ့ဟာလုံးမဲ့ဆိုရင်ဒီcreeper စီကရလာတဲ့ gun powder ဆိုတဲ့ဟာအဲ့ဒီအမုံကိုထည့်မှာပေါ့နော် potion ထဲကိုထည့်လိုက်မယ်ထည့်လိုက်ပြီဆိုရင်ပြပေါက်တဲ့ပလင်းရလာမယ်အဲ့ဒီပြပေါက်တဲ့ပလင်းပေါ့နော်ဆိုပြီးပြမယ်ခဏကြာရင် Okay ပါဒီမှာအခုဆိုရင်တငယ်ချင်းတို့စမ်းပြမှာပေါ့နော်အဲ့ဒီပေတကောင်စမ်းပြမယ်ဆိုခဏလေးတော့ကြည့်လိုက်အောင်အပြင်မှာတော့ရရှာကြည့်လိုက်မယ်ပါရှိလေဒီမှာတရိတ်ဆန်လည်းမရှိဘူးအမမလားဇိုကြီးစီးပြပြီးတော့သူ့ဓာတ်မဲ့အရင်ဆုံးပြမယ်နော်ဓာတ်မဲ့ကိုအရင်ဆုံးပေးပြီးတော့ဒီမှာကြည့်လာရဲ့ဒီအတဲရရော့နေအဲ့ဟိုဆိုရဒီဟာကိုပြစ်ပေါက်လိုက်မှာပေါ့နော်ဒီပလင်းကိုပြစ်ခွဲမှာပေါ့နော် Okay ကြည့်လာရဲ့အသက်ပြန်ပြီးတော့တိုးလာပြီpotion အဲ့ဒါကတော့အသက်ဖြည့်တဲ့ potion ပေါ့နော်အဲ့ဒီဟာကြောmonster တွေပါတိုက်ရင်အဲ့အတိကလိုတဲ့ potion ပေါ့နော် Okay အခုဆိုရင်နောက်ဆေးတပလင်းကိုပြန်ဖော်မှာပေါ့နော်အဲ့ဒီဆေးကြတော့ကိုပြောက်ဆေးရပဲဖြစ်ပါတယ်ခုနဆိုရင်ပြောသလိုအတိက potion လိုတဲ့ဟာကြတော့ redstone နဲ့ nether wall ပဲဖြစ်ပါတယ်အဲ့ဒီနှစ်ခုကအတိကအရေးကြီးဆုံးအရာပါOkay nether wall အရင်ထည့်လိုက်မယ်နော် nether wall ထည့်ပြီးရင် golden carrot ပြီးတော့ famous spider eye ထည့်မယ်ပြီးတော့ redstone ထည့်မယ်ဆိုရတော့ပြစ်ပေါက်တဲ့ဟာပဲလိုချင်လို့အဲ့ဒီ gun powder ကိုထည့်လိုက်ပါမယ်ရှင်ဆေးရဖော်အချိန်ကြာလို့ဆိုရင်ဗီဒီယိုကိုအမြန်နှုန်းနဲ့လုပ်လိုက်ပါမယ်နော်ဆေးရဖြော်မယ်ဆိုရင်သူ့အစစ်နဲ့သူထည့်ရပါမယ်ကြော်ပြီးတော့ရှောက်ထည့်လို့မရပါဘူးနောက်ဆုံး gun powder ထည့်လိုက်ပါတယ်ဆိုရင်ပြစ်ပေါက်တဲ့ပလင်းလိုချင်လို့ပါ
နောက်ဆုံးတော့ကိုပြောက်ဆေးရည်လေးရပါပြီရှင်အခုဆိုရပြင်ထွက်ပြီးတော့ friend တွေကို show ရမှာဖြစ်ပါတယ်ဒါပေမဲ့ညကြီးရောက်နေလို့မိုးလဲထရွာနေတော့ဆိုကြီးကအရင်ဆုံးအိတ်လိုက်ပါမယ်โอเคပါအခုဆိုရင်စမ်းသပ်မဲ့ချိန်ရောက်ပါပြီဒီဆေးရည်ကိုစမ်းသပ်ပြပါမယ်โอเคပါအခုဆိုရင်ကိုပြောင်းနေပါပြီဆေးရည်ကိုပြန်ဖြေဖို့ဆိုရင်နွားနို့လိုတာပေါ့နော်နွားနို့ကိုရင်တောက်မယ်โอเคဆေးရည်တွေကိုကုန်ဖြေပြပါပြီအခုဆိုရင်နောက်ထပ်ဆေးတစ်မျိုးပြန်ဖုံပါပေါ့နော်အဲ့ဒီဆေးရည်ကတော့အစိတ်ဆေးရည်ပဲဖြစ်ပါတယ်အခုသုံးပြီးပစ္စည်းတွေကို check step ပြန်ထည့်ပါမယ်အဲ့ဒီစိတ်ဆေးရည်လုပ်ဖို့အတွက် nether wart နဲ့spider eyes ရယ် redstone ရယ်ဒီသုံးမျိုးပဲလိုပါတယ်ဆေးရည်ပြောတာကြာလို့ဗီဒီယိုကိုအမြင့်နှုန်းနဲ့လုပ်လိုက်ပါမယ်โอเคနောက်ဆုံးတော့စိတ်ဆေးရည်လေးရပါပြီရှင်အခုစမ်းသပ်ဖို့အပြင်ကိုသွားပါမယ်ရှိတဲ့တရိတ်ဆန်တွေကိုလိုက်ကြည့်ပြီးတော့စမ်းသပ်ပါမယ်โอเคနွားရီကိုစမ်းသပ်ပါပေါ့နော်โอเคဒီအစိတ်ဆေးရည်ကဘယ်လောက်ထိပြင်းလဲဆိုရင်ရှိသမျှအသေးတွေကိုအကုန်နှုတ်ပြီးတော့အသေးတစ်လုံးတည်းကတဝက်ပဲရှိပါတယ်အဲ့ဒီတဝက်တွေကိုလက်တစ်ချက်နဲ့ထိုးလိုက်မယ်ဆိုရင် friend တို့အဲ့ဒါကတော့တေချာပေါက်တေးပါပြီအခုဆိုရင်နွားကိုစမ်းသပ်ကြည့်ပါမယ်对啦တေရွားရီတစ်ချက်ထဲနဲ့အကြောင်း friend တွေပြားတွေကိုသွားပြီးမဆွာဖို့တတိပေးချင်ပါတယ်ပြားရဲ့အစိတ်ဘယ်လောက်ထိပြင်းလဲဆိုဒီဆေးရည်ကဖော်ပြသွားပါပြီပြီးတော့ဆုံးမပါဆုံးမရဲ့အစိတ်ဆေးရည်လည်းတူတူပါပဲနောက်ထပ်ဆေးရည်ကတော့မိုင်းတော်တူးမဲ့လူအတွက်အရေးကြီးတဲ့ potion ကိုပြပါမယ်အဲ့ဒါကတော့ night vision ပဲဖြစ်ပါတယ် night vision ကြတော့အတိကလိုတဲ့ပစ္စည်းက nether wart နဲ့ golden carrot ရဲ့ပြီးတော့ redstone ပဲဖြစ်ပါတယ် redstone ကအတိကပါဘာလို့ဆိုရင် redstone ထည့်လိုက်ရင်သူက10မိနစ်အချိန်ပေးပါတယ် potion ထဲမှာ10မိနစ်ကအကြာဆုံးမိနစ်ပါ friend တို့ဒီထက်ကြာအောင်လုပ်ချင်နေဆိုရင်အဲ့ဒါတော့ချစ်တာပါအဲ့ဒါတော့ comment ရေးပြီးတော့ယူတာပေါ့နော် okay 9% potion လေးရပါပြီအခုစမ်းသပ်ဖို့ပဲကြံပါတော့တယ်မိုင်းနဲ့သွားပြီးတော့စမ်းသပ်ပြမှာပေါ့နော် okay okay အကုန်လုံးမြင်ရပါတယ်အကုန်လုံးလင်းနေရပဲ 9% မိုင်းသွားဖို့အတွက်အတိကလိုတာပေါ့နော်အဲ့ဒါမီးတွေပါလှုပ်ရှားမလို့တော့အကုန်မြင်ရအခုဆေးပလင်အတွက်ရေလိုပါတယ်ရေတော့ခက်လိုက်အောင်မယ်ဒီမှာပလင်okay နောက်ထပ် next potion ဘာ potion ဖြစ်မလဲဆိုတော့ fire resistant ပဲဖြစ်ပါတယ်မီးထဲသွားမယ်ဆိုရင်ဘာမှဖြစ်ကွာမီးလည်းမလောင် damage လည်းမရဘူးနေတာသွားဖို့တော့အဆင်ပြေပါတယ်တခါတလေကြာရင်လာပါတယ်ထဲမှာတော့ပြုတ်ကျမိရဲ့လူတွေအတွက်ဒီဆေးရည်ကအတိကပါရှင်းလုံးမဲ့ဆေးကတော့ nether wart နဲ့ redstone ရဲ့ပြီးတော့ fireball လို့ပါတယ်အဲ့ဒီ slime fireball ပေါ့ဘာခေါ်လဲသူ name မေ့နေအဲ့ဒီဟာလိုပါတယ်အခုစမ်းသပ်ဖို့အတွက်လာပါတော့ရှာပါမယ်မိုင်းတဲ့တော့ရှာမှာပေါ့နော်โอเคလာပါရပါပြီဒီထဲကတိုးပြီးတော့လာပါထည့်ပါမယ်စမ်းသပ်ဖို့ပါအခုဆေးရည်ရလောက်ပြီထင်တယ်တော့ကြည့်အောင်မယ်โอเคအစင်တစ်ပါဆေးရစမ်းသပ်ဖို့အစင်တစ်ပါနော်တော့အရင်တော့ရှာအောင်မယ်ခုနတောက်ထားတဲ့ဆေးရမဖြေသေးဘူးမဖြေလိုက်ရအောင်နော်တော့ရှာပြီးတော့အဲ့ဒီ 9% ဆေးရည်ကိုသွားပြီးတော့ဖြေမှာပေါ့နော်နွားရပဲရောက်ကုန်မှမသိဘူးโอเคနော်ရလာပါပြီ
အရင်ဆုံးတောက်လိုက်အောင်မယ်နိုင်ဗစင်းဆေးရပါတော့တောက်ပြီးရင်ဆေးရဖြေသွားပါပြီအခု potion အပြင်တောက်ပါမယ်potion တောက်ပြီးတော့အခုစမ်းတက်ဖို့လာပါတယ်ဝင်ပါမယ် fire resist ရပါပြီokay ဘာမှဖြစ်ဘူး10မိနစ်မပေးဘူးအဆင်ပြေပါတယ် potion ကသုံးလို့ရပြီနေတော့သွားတဲ့လူတော့အဆင်ပြေပါပြီဒီ potion လုပ်ဖို့လည်းရမ်းလွယ်ပါတယ် okay ပါနောက်ထပ်လာမယ့် potion ကိုဆက်ပြီးတော့လုံးမှာပေါ့နော်ဆေးရဖြေဖို့အတွက်အရင်ဆုံးတော့အရင်ဆုံးတော့ရှာမှာပေါ့နော်ဆေးရခဏဖြေနေရOkay နော်ရပါပြီဆေးရဖြေဖို့အတွက်နော်တောက်လိုက်ပါမယ် Okay ပြီးပါပြီအခုနောက်ထပ်ဆေးရတစ်မျိုးပြန်ဖော်ပါမယ်အဲ့ဒီဆေးရကြတော့ရေတန်ခိုင်နိုင်တဲ့ဆေးရပေါ့နော်အဲ့ဒီဆေးရကြတော့ဘယ်လောက်ထိအရေးကြီးလဲဆိုရင်ခဏဇိုးကြီးကြတော့ရေထဲမှာတည်တာများပါတယ်ဘာလို့ဆိုရင် drown ပြီးတည်တာပါအဲ့ဒီဆေးရကတော့ဇိုးကြီးရဲ့အတိကလိုအပ်တဲ့ဆေးရပေါ့နော်တခါလေဇိုးကြီးကပင်လယ်ထဲမှာဟိုရှာလိုက်တရားရှာလိုက်တဲ့ chest တွေပါရှာလိုက်တဲ့ဒီကခဏ drown ပြီးတည်ပါတယ်ဒီ potion ကိုလုတ်ပြီးအမြဲဒီ potion ကို4-5 ပလင်းပါသွားပါတယ်ဒီဆေးရဖို့အတွက် netherworm နဲ့ puffer fish ရဲ့ပြီးတော့ redstone ပဲလိုပါတယ် Okay နောက်ဆုံးတော့ဆေးရလည်းရလာပါပြီအခုဆက်တက်ဖို့ပဲကြံပါတော့တယ်အနောက်ပေးမှာရေရှိပါတယ်အဲ့ဒီရေထဲမှာနေပြီးတော့ဆက်တက်ကြည့်ပါမယ်Okay ဆေးတောက်ပြီးပြီတွေ့လားဆေးရေ10မိနစ် friend တို့ရေထဲဆင်းပြီးဆိုတာနဲ့အဲ့ဒီပပိုးတွေဘေးကပပိုးတွေထွက်လာပါမယ်ဒါမဲ့ဒီဆေးရေတောက်လိုက်ရင်ပပိုးတောင်တွေ့ရမှာမဟုတ်ပါဘူးအဲ့ဒီဘောလုံးအတိတ်ရှူတဲ့ဘောလုံးလေးအဲ့ဒါမတွေ့ဘူးဒီဆေးရေတောက်လိုက်ရင်အဲ့ဒါမတွေ့ဘူး Okay ရေတန်10မိနစ်လောက်ခံပါတယ်နောက်ထပ်ဆေးရည်အသစ်ပဲဖြောပါမယ်အဲ့ဒီဆေးရည်ကြတော့ slow falling ပါဘလောက်ပဲမြင့်ဟိုအပြင်ကဘာထိပဲမြင့်ကွာပြုတ်ကြရင်တော့မှတိမ်မှာမဟုတ်တဲ့ potion ပါသူ့နာမည်ကတော့ slow falling ပါ slow falling ဆိုတာလေဘယ်လိုလဲပြုတ်ကြတာဖြည်းဖြည်းချင်းစီပြုတ်ကြတာတင်မလားကြက်တွေတောင်းပန်သူတို့အဲ့လိုတောင်းပန်ခတ်လိုက်ဖြည်းဖြည်းချင်းစီပြုတ်ကြဓာတ်မိတ်မရအောင်ဓာတ်မိတ်လည်းမပေးဘူးအဲ့ဒီ potion ကြတော့အမြဲမိုင်းတော့တူးရင်ခဏပြုတ်ကြပြီးတည်တဲ့လူအတွက်အတိက potion ပါဒီ potion အတွက်လိုအပ်တဲ့ပစ္စည်းက Phantom Brain နဲ့Netherworm နဲ့ပြီးတော့ redstone ပဲဖြစ်ပါတယ်အဲ့ဒီ Phantom Brain ကဘယ်မှာယူလဲဆိုတာတင်မလားညရောက်ရင်လေမိုးပေါ်ကပြန်တဲ့အကောင်သူ့ကိုလက်မကျင့်ရင်သူကအနောက်ကနေတိုက်တဲ့အဲ့ဒီကောင်မျက်လုံးအစိမ်းညောင်နေပြီးတော့သူတို့ခန္ဓာကိုယ်ကွာလင်းနို့ပုံစံနဲ့လဲတူရယ်ဒါမဲ့လင်းနို့မဟုတ်လင်းနို့ထက်ကြီးရယ်အဲ့သူ့နာမည်ကိုမေ့နေရအဲ့ဒီကောင်ဆရာရလာတာဗောနော်အဲ့ဒီ Phantom Brain ဆိုတဲ့ဟာလေအခုစမ်းတက်ပြပါမယ် potion ကတော့ရပါပြီ block 20ပေါ့နော် sand block 20ရှိပါတယ်ဒါတော့ဆိုရှိတဲ့လောက်ပဲတင်မလားစမ်းတက်တာပေါ့နော်ဘလောက်ပဲမြင့်ရပါတယ်မသေးပါဘူးတဲ့တာမသေးဘူးတော့ဖြည်းချင်းစီဆင်းလာတယ်အဲ့လိုတိုင်းပြုတ်ကြပြီးတည်တာမဟုတ်ဘူးကွာတမ်းမဲ့လည်းမပေးဘူးတိုင်းလည်းပြုတ်ကြမှာမဟုတ်ဖြည်းလေးစင်းစီပြုတ်ကြတာပေါ့နော်โอเคအခုဖြည်းဖို့နွားပြန်သွားရှာရပါအောင်မယ်ဟိုဘက်မှာရှိโอเคနောက်ထပ်ဆေးရအသစ်ပြန်ဖော်ပါမယ်အခုဖော်မဲ့ဆေးရကြတော့အမြန်ပြေးတဲ့ဆေးရပါဒီဆေးရက
ပြင်းမြန်ချင်တဲ့လူတွေမြန်ဆက်ဆက်အရန်လောတဲ့လူတွေအတွက်ဒီဆေးရည်သုံးသင့်ပါတယ်ဒီဆေးရည်ကအရန်မမြန်ပေမဲ့ဒါမဲ့ဒီမျိုးပြေးတာထပ်တော့မြန်တာပေါ့နော် Minecraft ပုံမှန်ပြေးတာထပ်တော့မြန်တာပေါ့လိုအပ်တဲ့ပစ္စည်းကြတော့ Nether wart ရယ် Sugar ရယ်ပြီးတော့ Redstone ပဲဖြစ်ပါတယ်ဒီသုံးမျိုးပါပဲโอเคဆေးရည်ကတော့ပြီးပါပြီအခုစမ်းတက်ဖို့ပဲသွားပါတော့မယ်အခုဆိုရင်ပြေးတဲ့တမျိုးအခုပြေးနေတာပုံမှန်ပြေးရပါဆေးရည်မသုံးသေးပါဘူးအဲ့ပုံမှန်ပြေးရပါအခုဆေးရည်သုံးပြီး speed ပေါ့နော် speed potion ပေါ့နော်အခုပြေးကြည့်ပါမယ်ပုံမှန်ထက်မြန်ပါတယ်နော်ပုံမှန်ထက်နည်းနည်းတော့မြန်မယ်အဆင်ပြေပါတယ်မြန်တာပဲမစိုးဆုံးပြီးလေပါလိုက်ရင် devotion တော့ okay ဖြည့်စေးယူလာအောင်မယ်ဘလို့ပဲ potion ပဲဖြစ်ဖြစ်ဘလို့အစိတ်ပဲဖြစ်ဖြစ်ဘလို့ဆေးရည်ပဲဖြစ်ဖြစ်ဖြည့်စေးရနွားနို့ပါပဲနွားနို့ပဲဖြည့်စေးရOkay guys ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ like and subscribe လုပ်ပေးကြဖို့လည်းမမေ့ပါနဲ့နော်ဒီလိုလုပ်ပေးရဆိုရင်အတွက်အရင်ကြီးကိုကူညီရပါတယ်နောက်လာမယ့်ဗီဒီယိုပြန်ဆက်ပေးမယ့်အတွက် like and subscribe လေးတော့မမေ့ပါနဲ့နော် bell လေးအောက်မှာတီးပေးကြဖို့လည်းမမေ့ပါနဲ့အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ရအောင် bye bye guys bye bye